အာဆင်နယ်ရဲ့နွေရာသီအကြီးစားအပြောင်းအလဲလူငယ်ကျယ်ပွင့်နှစ်ဦးကိုပေါင်တန်းတရာနဲ့ရောင်းထုတ်ပြီး Alvarez ကိုခေါ်ယူဖို့ပွင့်စင်းနေအာဆင်နယ်အသင်းဟာလာမယ့်နွေရာသီအပြောင်းရွှေ့ကာလမှာအသင်းရဲ့လူငယ်ကျယ်ပွင့်နှစ်ဦးဖြစ်တဲ့ Ethan Nwaneri နဲ့ Miles Lewis Skelly တို့ကိုပေါင်တန်းတရာဝင်းကျင်နဲ့ရောင်းချပြီးအပြောင်းရွှေ့ရန်ပုံငွေရှာဖွေသွားဖို့စီစဉ်နေတယ်လို့သတင်းတွေထွက်ပေါ်လာပါတယ်အသက်19နှစ်အရွယ်အကယ်ဒမီထွက်ကစားသမားနှစ်ဦးကိုပေါင်တန်းတရာနဲ့ရောင်းချဖို့ဈေးနှုန်းသတ်မှတ်ထားပါတယ်နွာနီရီကိုဒေါ်မွန်အသင်းကစိတ်ဝင်စားနေသလိုလူးဝစ်စကယ်လီကိုတော့မန်ချက်စတာယူနိုက်တက်ကဘယ်နောက်ခံလူနေရာအတွက်အားဖြည့်ဖို့ပြစ်မှတ်ထားနေပါတယ်။အသင်းရဲ့လူစည်းရင်းကိုအစစ်မြင့်တင်ဖို့အတွက်ဂါဘရီယယ်ဂျေဇုဂါဘရီယယ်မာတင်နယ်လီနဲ့ဘင်ဝိုက်တို့လိုအမာကန်ကစားသမားတွေကိုလည်းရောင်းထုတ်မဲ့စည်းရင်းနဲ့ထည့်သွင်းထားပါတယ်။ဘင်ဝိုက်ကိုတော့နျူကာဆယ်နဲ့မန်စီးတီးတို့ကစိတ်ဝင်စားနေကြပါတယ်။အဓိကပြစ်မှတ်ကဒီလိုရောင်းချမှုတွေကနေရရှိလာမဲ့ငွေကြေးတွေနဲ့အက်တလက်တီကိုမဒရစ်တိုက်စစ်မှုဂျူလီယန်အယ်ဗာရက်စ်ကိုကလပ်စန်ဂျင်ဒန်ပြောင်းရွှေ့ကြီးယူရို125တန်းပေါင်180တန်းခန့်နဲ့ခေါ်ယူဖို့အာတီတာကရည်ရွယ်ထားတာဖြစ်ပါတယ်။လက်ရှိအခြေအနေအာဆင်နယ်အသင်းဟာနှစ်ပေါင်း20တွင်ပထမဆုံးအကြိမ်ပရီးမီးယားလိဖလားကိုရယူနိုင်ဖို့နှိစက်နေသလိုချန်ပီယံလိကွာတာဖိုင်နယ်မှာလည်းစပိုတင်လစ်ဘောင်းကိုပထမအကြော့မှာ1-3နဲ့အနိုင်ရထားတာကြောင့်ဆီမီဖိုင်နယ်တတ်ဖို့ခြေတလန်နှိစက်နေပါလေ။အသင်းရဲ့အားကစားဒါရိုက်တာအန်ဒရီယာဘာတာကတော့လာမယ့်ရာသီမှာအသင်းကိုပိုမိုတောင်းတင်းတဲ့ပထမလူစည်းရင်ဖြစ်လာစေဖို့အခုကတည်းကကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ Alvarez အပြင်နျူကာဆယ်ကျယ်ဘရက်နေဖြစ်တဲ့အန်တိုနီဂေါ်ဒွန်ဆန်ဒရိုတိုနာလီနဲ့လီဘရာမန်တိုတို့ကိုလည်းအာဆင်နယ်ရဲ့ပြစ်မှာစီးရင်ထဲမှာတွေ့မြင်နေရပါတယ်